နဲ့ပတ်သက်ပြီးကိုစွန့်စားသိလားဒါမှမဟုတ်အချိန်အခါကိုပဲဆက်စောက်သိလားလို့ကြည့်လို့ပေါ့နော်။ဥပမာကိုကြောင်နေတဲ့အရာတစ်ခုခုကဆိုအချက်ရေးလည်းဖြစ်နေတယ်ဥပမာကိုကသူ့တော့ခရက်နေတယ်ပေါ့နော်အဲ့ဒါကိုဘက်ကပဲသူ့ကအရင်တော့ကျူလိုက်သေးရဒါမှမဟုတ်သူလာကျူမှာကိုစောက်သေးလားပြီးရင်အလောက်ကင်တွေနဲ့လည်းဖြစ်နိုင်တယ်အလောက်ကင်ဆိုတော့ကိုအလောက်သေးကိုပြောင်းမဲအဲ့ဒါပြောင်းတိလားမပြောင်းတိလားအဲ့လိုမျိုးတယောက်တည်းစိုးစားလိုက်တိလားစိုးစားလိုက်တိလားဆိုရင်တော့ကိုမှအခွင့်အရေးတစ်ခုခုပေါ်လာရင်အဲ့ဒီအခွင့်အရေးကိုလက်ခံလို့ရပါတယ်ဒီမှာအခွင့်အရေးတစ်သေးလေးပဲဖြစ်ဖြစ်ကြီးကြီးလေးဖြစ်ဖြစ်ကိုပါလေတယောက်တည်းဥဆောင်နိုင်တယ်ပေါ့နော်တယောက်တည်းလည်းဖြစ်တယ်တယောက်တည်းလည်းတွားနိုင်တယ်ကိုတငယ်ချင်းမှာပါပဲကိုဟာကိုစိုးစားလိုက်လို့လဲရတယ်အဲ့လိုမျိုးပြောတာပေါ့နော်နောက်တစ်ခါနောက်စိုးစားလိုက်တိလားဆိုရင်တော့ကိုအဲ့ဒီအရာကိုတကယ်လို့ချင်းစိုးစားလိုက်လို့လဲရတယ်ဒါမှမဟုတ်ကိုဒီဟာကိုရပါတယ်မရလဲဖြစ်တယ်ဆိုရင်တော့ကိုဟာကိုအချိန်လေးနည်းနည်းစောက်လိုက်ဆိုရင်တော့လဲအဆင်ပြေတယ်စွန့်စားလေးရတယ်မစွန့်စားလေးရတယ်အဖြစ်ကိုလို့ချင်းစွန့်စားဖို့မလို့ချင်းဘူးမရှိလည်းဖြစ်တယ်ရှိလည်းဖြစ်ရင်အဲ့လိုဆိုရင်အချိန်ကိုစောက်ပြီးသူ့ဟာသူဝင်လာမယ်အဲ့လိုမျိုးပဲ